အားလုံးပဲမင်္ဂလာပါအာရှမ်ဘလော့ကနေပေါ်မှာအားလုံးကိုကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုလေးမှာတော့ဟာကာကနေပေါ်မှာကလေးကိုသွားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲဆိုတော့အဆုံးထိကြည့်ပေးဖို့ဖိုက်ခေါ်ပါရနော်ကျွန်တော်ဟာကနေထွက်ပြီပေါ့နော်ဟာကနေထွက်တယ်လမ်းမှာမိုးရာသီဆိုတော့အရန်ကိုစိမ့်ဆူနေပေါ့နော်ရာသီဥတုကလည်းအရန်ကိုမိုက်တယ်မွေရွာဘူးပေါ့နော်မိုးတိုက်နေတဲ့အချိန်ဆိုအရန်မိုက်ပါတယ်ပြီးတော့ဟာကားမှာဆိုရင်အဲ့လိုရေတခွင်လေးတွေလည်းအများကြီးရှိရပေါ့နော်အဲ့လိုမျိုးလေးတွေလှတဲ့တသေးလေးတွေရလာတယ်ပေါ့နော်ပြီးတော့ထမင်းစားကိုကျွန်တော်တို့နားကြရပေါ့နော်နားပြီးမှထမင်းစားကြတယ်ပြီးတော့မှဆက်သွားရပေါ့နော်ဆက်သွားပြီးတော့မှကျွန်တော်တို့ဖလန်ကြိုပြီးတော့မှကျွန်တော်ဗာဒဒါနာကိုရောက်နေပြီပေါ့နော်ဗာဒဒါကိုရောက်တဲ့ခါကျတော့နည်းနည်းနားတယ်ပေါ့နော်ခဏနားတယ်ပြီးတော့ကြာမှကျွန်တော်ဆက်သွားတယ်ရေကအရန်ကြီးရမိုးရာသီဆိုတော့ပေါ့နော်ရေကအရန်ကြီးရအရန်ကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့လှပါတယ်ပေါ့နော်ကားဆရာနေပေါ်မှာကားပေါ်မှာတချင်းတွေဖွင့်ပေးရဲဆိုတော့တိတ်မမူပေါ့နော်တချင်းတွေလိုက်ဆူတယ်အရန်ပြောဖို့ကောင်းတယ်ပေါ့နော်ကားမမူလို့အရန်စီးရတာပြောရပေါ့နော်အဲ့တော့ကျွန်တော်တို့ထပ်ပြောမှနေလီဆာဆာပေါ့တဖန်ပြောမှနားကြတယ်အမှနေလီဆာရေးစားကြတယ်ပြီးတော့ရာသီဥတုလည်းမိုးမရွာဆိုအရန်တာရတယ်ပြီးတော့ကားမထွက်ကင်မှာပေါ့နော်တချင်းတွေလိုက်ဆူတယ်ဒီဟာတော့ကျွန်တော်ရဲ့တန်ပေါ့နော်ချက်နန်းစင်ပေးကြပါပေါ့နော်အခုဆိုရင်ကျွန်တော်တို့ကလေးကိုရောက်ပြီပေါ့နော်ကလေးမှာအာရရဲဟိုတယ်မှာကျွန်တော်တို့တေးကြရပေါ့နော်အမှကလေးသွားရင်ဆိုရင်ဒီဟိုတယ်မှာတေးတာပူများတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဆက်ပြောမှသွားရမှာဆိုတော့လေရင်နဲ့နီးရဆိုတော့ဒီဟိုတယ်ကိုပဲကျွန်တော်ရွေးကြရပေါ့နော်အမှလည်းဒီကဒီဒိန်ထန်တလန်ဟာခါဆိုရဲတက်လေးရှိရဲ့အခန်းတွေပေါ့နော်အမှကျွန်တော်ကဒီဒိန်အောက်ဆုံးကဒီဒိန်ပြီးတော့အလေကဟာခါအပေါ်ဆုံးထန်တလန်ပေါ့နော်အဲ့လိုရှိရဲ့ကျွန်တော်ကယောက်ျားလေး3ယောက်ကဒီဒိန်အခန်းကိုယူရပေါ့နော်မိန်းကလေး3ယောက်ကနေပေါ်မှာအပေါ်ဆုံးထက်မှာတော့နေကြမှာဖြစ်တယ်ပေါ့နော်အလိုနဲ့ရောက်ပြီးတော့ခါကျကျွန်တော်ဒီကစားဖို့ဆိုတော့စားဖို့ထပ်ပြီးမှထွက်ကြတယ်စားဖို့ရှာကြရပေါ့နော်အင်းကနေကစပူတီးရဲ့မြန်မာထမင်းရဲ့သွားစားခဲ့ရဲ့စားတာကြတော့မရိုက်ဖြစ်တော့ဘူးပေါ့နော်ပြီးတော့မနေ့ပြန်တော့ဟိုတယ်ကပေးတဲ့မနေ့စာပေါ့နော်မနေ့စာရေးစားကြတယ်မနေ့စာလည်းသူတို့မနေ့စာလည်းမစိုးဘူးပေါ့နော်ဒါပေမဲ့တခုလေးပဲအသားမပါဘူးပေါ့နော်သူတို့မနေ့စာအသားမပါဘူးဆိုတော့နည်းအကွက်ဖြစ်တယ်ပေါ့နော်ဒီအခါကျတော့ကျွန်တော်တို့စပင်သွားလောက်ကြရပေါ့နော်ကျွန်တော်ကတော့စပင်ကောက်ချင်တယ်ပေါ့နော်ရောက်တော့ကောက်မယ်ဆိုတော့မသွားဘူးဒါပေမဲ့ညှက်မယ်ဆိုပြီးတော့ပဲသွားတယ်ရောက်တဲ့ခါကျတော့ကောက်ဖြစ်သွားရပေါ့နော်ပြီးတော့ကျွန်တော်တို့ညီလေးစားကြပါရဲ့စားပြီးတဲ့ခါမှာကျတော့ကျွန်တော်တို့ဟိုတယ်ကိုပြန်ပြီးမှပြန်သွားကြရပေါ့နော်မနေ့ပြန်လဲကျွန်တော်ဆက်ပြီးမှမန်လေးပုတ်ခီးထက်သွားမှာဆိုတော့စိုးလေးပြန်ပြီးမှပစ္စည်းတွေတိန်နာကြရပေါ့နော်အခုဆိုရင်ကျွန်တော်တို့ကလေးကနေပေါ်မှာမန်လေးကိုဆက်သွားမှာဖြစ်တယ်ဆိုတော့ကျွန်တော် check in လောက်နေကြဖြစ်ပါတယ်ပြီးတော့မှလေယာဉ်မရောက်သေးဘူးဆိုတော့ကျွန်တော်တို့ထပ်ပြီးမှလေယာဉ်ကိုစောင့်ကြရပေါ့နော်